မာရနတ်အားအောင်မြင်တော်မူခြင်းရှေးလွန်လေပြီးသောကာလတစ်ခုတွင်ဖျားလောင်းတော်သည်ဆင်းရဲဒုက္ခရောက်နေကြသောလူနတ်တတဝအပေါင်းတို့ကိုကယ်တင်နိုင်ရန်ဖျားဆင်စစ်ဖြစ်တော်မူရန်ကြိုးပမ်းနေပါတော့သည်ထိုနေ့မှာကစုံလပြည့်နေ့ဖြစ်၏နနက်ခင်းတွင်ဖျားလောင်းတော်သည်သူဇာရာဆိုသောအမျိုးသမီးလူရန်သောနှုတ်ကနာဆုံးကိုလက်ခံတော်မူပြီးနောက်နေရင်စရာမျက်စီသို့ကြွတော်မူခဲ့သည်ထိုမြစ်အနီးရှိတုပ္ပတိဋ္ဌိတဟုခေါ်သောတဲချေကန်တနေရာတွင်ရနာတော်မူကားထိုနေ့၏ပူပြင်းသောနေရောင်တံမှအေးမြသောတစ်ပင်ရင်းတွင်ထိုင်တော်မူလေ၏ထိုအခါဖျားလောင်းတော်သည်မိမိနှင့်အတူပါလာသောနှုတ်ကနာဆွမ်းကိုထမ်းသီးမိခန့်အရွယ်ရှိသောအစေကြီး49လုံးအဖြစ်ဖန်တီးကာတလုံးချင်းစီဖုံးပေးတော်မူသည်ဤဒီမှာဖျားလောင်းတော်ဖျားမဖြစ်မီနောက်ဆုံးသောအစားအစာဖြစ်ပေမည်ဆွမ်းကိုဖုံးပေးပြီးနောက်ဖျားလောင်းတော်သည်ဆက်လက်ကြတော်မူရာမဟာဗောဓိရွှေ၏အရှိဘက်ရှိပလင်တော်ပေါက်ရာနေရာတစ်ခုသို့ရောက်ရှိလာသည်ထိုအခါသူသည်ဤနေရာ၏အရေးပါပုံကိုသိမြင်တော်မူသည်ဤနေရာဟာရှေးဖျားရှင်တို့ကိလေသာများကိုဖျက်ဆီးတော်မူရာနေရာဖြစ်သည်ဟုချက်ချင်းသိမြင်တော်မူလေသည်ယင်းသို့သိမြင်တော်မူပြီးနောက်ဖျားလောင်းတော်သည်လမ်းခရီးတွင်တွေ့ရှိခဲ့သောမျက်ရှိစုပ်ကိုကောက်ကင်ကထိုနေရာတွင်မြေပြင်ပေါ်သို့ဖြန့်လိုက်သည်ထိုအခါအံ့ဖွယ်ရာပင်မြတ်အားလုံးသည်ကွယ်ပြောက်သွားပြီးဤနို့ဤနေရာတွင်ယရနာဖြင့်ပြုလုပ်ထားသောပလင်တော်တစ်ခုပေါ်ထွန်းလာလေ၏မဟာဗောဓိပင်ကိုနောက်ခံထားကအရှိဘက်သို့မျက်နှာမူလျက်ဖျားလောင်းတော်သည်ထိုယရနာပလင်ပေါ်တွင်ထိုင်တော်မူသည်ကိုတော်သည်ခြေထောက်များကိုတင်ပလင်ခွပြီးထက်ဝဲဖွဲခွထိုင်ကာခိုင်မာသည့်တဏိဋ္ဌံတစ်ခုကိုချမှတ်တော်မူသည်ဖျားလောင်းတော်ဟာမဟာဗောဓိပင်ကိုနောက်ခံထားကအရှိဘက်ကိုမျက်နှာမူပြီးယရနာပလင်ပေါ်တွင်ထက်ဝဲဖွဲခွေထိုင်တော်မူကအရေးကြံလိုကကြံပါစေအကျောကြံလိုကကြံပါစေအယိုးကြံလိုကကြံပါစေငါတကိုယ်လုံးအသားသွေးတွေခန်းချောက်လိုကခန်းချောက်ပါစေဖျားမဖြစ်သမျှဒီနေရာကမထားတော့ပြီလို့အင်္ဂါ၄ပါးရှိတဲ့ဝိရိယတရားတို့ဖြင့်ထိုင်နေတော်မူပါတော့တယ်အဲ့ဒီအခါမှာတရားအစရှိတဲ့နတ်မြမများကပူဇော်မှုမျိုးမျိုးတို့ဖြင့်ပူဇော်ကြပါတယ်ဝတ္တဝရီနတ်ပြည်မှမိုင်နတ်သည်ကာလကြာရှည်စွာကပင်ဖျားလောင်းတော်ကိုစောင့်ကြည့်နေခဲ့သည်ဖျားလောင်းတော်နန်းစည်းစိမ်ကိုစွန့်လွတ်ပြီးဒုက္ခစရိယကျင့်စဉ်ကိုစတင်ကျင့်စေကာလမှစ၍မိုင်နတ်သည်ဖျားလောင်းတော်ဤစိတ်တွင်ကာမဝိတ္တများဖြစ်ပါမဖြစ်ပါဟု၍ပင်ပန်းခံကာစောင့်ကြည့်နေခဲ့၏သို့သောအချိန်ကြာလာတော့လဲမိုင်နတ်မျောလင်းတကဲ့သို့ဘာမျှမဖြစ်လာခဲ့ပေဒီနေ့တွင်မူဖျားလောင်းတော်သည်ဘောဓိမန်နိုင်သို့ရောက်လာပြီးငါဤဘုံသုံးပါးဟုသောနေပယ်ကိုကြော်လွန်ထွက်ခွာအောင်မြင်သွားရန်မဖြစ်နိုင်ဟုကြွားဝါကဝတ္တဝရီနတ်ပြည်မှမိုင်နတ်သားများကိုခေါ်ယူပြီးလက်နက်မျိုးမျိုးကင်ဆွဲကာဖျားလောင်းတော်အားတိုက်ခိုက်ရန်အမိန့်ပေးလေသည်မန်နတ်ကိုယ်တိုင်လည်းယူဇနာ150ရှိသောဂိရိမေခလာစင်ကြီးကိုစီးနှင်းကာလက်ယုံ1000ကိုဖန်ဆင်းပြီးလက်ယုံတစ်ခုစီတွင်လက်နက်တစ်မျိုးစီကင်ဆောင်လျက်ခြိတက်လာခဲ့သည်မိုင်နတ်၏စစ်တပ်ကြီးမှမြင်ကွင်းတစ်ခုလုံးကိုဖုံးလွှမ်းထားလောက်အောင်များပြားလာသည်အရှိဘက်တွင်12ယူဇနာလက်ဝဲဘက်တွင်12ယူဇနာလက်ရာဘက်တွင်12ယူဇနာထို့ပြင်အထက်သို့6ယူဇနာအထိများပြားလာသောမိုင်နတ်စစ်တီတပ်ဖွဲ့များဖြင့်ဖြည့်ကျက်နေလေသည်ရင်းတို့သည်အမျိုးမျိုးသောကြောက်မက်ဖွယ်ရာပုံသဏ္ဍာန်များဖန်ဆင်းကာကျဲလောင်သောငိမ့်တံများဖြင့်ဟိန်းဟောက်လျက်မဟာဗောဓိမန်နိုင်သို့ချဉ်ကပ်လာကြ၏မိုင်နတ်စစ်တီများတဖြည်းဖြည်းချီတက်လာသောအခါဖျားလောင်းတော်အားပူဇော်နေကြသောနတ်အပေါင်းတို့အနက်တရားမင်းသည်ထိုနေရာတွင်ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့ဘဲရင်းဤခယူသင်းကိုကြောထက်တွင်ထမ်းဖို့ကစကြဝဠာ၏အစွန်းဆုံးသို့ထွက်ပြေးသွားခဲ့သည်ယမမင်းလည်းထိုနေရာတွင်မနေနိုင်တော့ဘဲရင်းဤဖြူစင်သောထီးတော်ကိုစကြဝဠာတိုက်စွန်းတွင်လွှင့်ပစ်ကာမြမပြည်သို့ပြန်သွားခဲ့လေသည်နောက်ဆုံးတွင်မဟာဗောဓိပင်အောက်၌ဖျားလောင်းတော်တူရဲသာကြံရစ်ခဲ့လေ၏မရနတ်သည်အရှိနောက်ဝဲရာစသည့်ဘက်အသီးသီးမှအင်းဤတပ်သားများကိုယဟန်ကောဓမကိုတိုက်ခိုက်ကြဟုအမိန့်ပေးလိုက်လေသည်ထိုအခါဖျားလောင်းတော်သည်ကိုရောဖြည့်ကျင့်ပြီးသောပါရမီကုသိုလ်ပေါင်းကိုစင်ကြင်စဉ်းစားနေပါတော့သည်မရနတ်၏တပ်သားများသည်ဘလောက်ပင်တိုက်ခိုက်ပါတော့လဲဖျားအလောင်းတော်ဤပါရမီကုသိုလ်ဤတန်ခိုးတော်ကိုမရှင်နိုင်သောကြောင့်တိုက်ခိုက်တိုင်းနောက်သို့ဆုတ်ခွာရသည်သာဖြစ်လေသည်
မိုင်းနက်စစ်တီတို့သည်ဖျားလောင်းတော်အားနီးမျိုးမျိုးဖြင့်တိုက်ခိုက်ကြတော်လဲကိုတော်သည်ငွေးမြူလာခဲ့သောမြစ်တာတော်၏စွမ်းအားဖြင့်တိုက်ခိုက်မှုအလုံးကိုပယ်ရှားတော်မူခဲ့ပါသည်နောက်ဆုံးတွင်မန်နက်နှင့်သူ၏အပေါင်းဖော်အားလုံးတို့သည်ဝတ္တဝရီနတ်ပြည်သို့ပြေးရတော်လေသည်ဤဒီမှာဖျားရှင်ကဝတ္တဝရီနတ်ပြည်သားမန်နက်တို့ကိုအောင်မြင်ခဲ့ပုံပထမအောင်ခြင်းဖြစ်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်